ဖြည့်စွာနေတဲ့ Viking အနေနဲ့နံပါတ်1ပြင်းနေတဲ့ပြင်သစ်ပွဲပါဝင် Guavla Round 3ရဲ့ Day 3 သုံးသက်ချက်စလိုက်ကြရအောင်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါဒါကျွန်တော်ရဲ့ YouTube channel အသစ်မို့လို့ကျွန်တော် like and subscribe လုပ်ခဲ့ပါဦးကျွန်တော်နေမကောင်းလို့နှာလေးနည်းနည်းစီးနေပါတယ်အတန်လေးကိုတော့ချက်လောက်တီးခံပေးပါဦးကဲဒီနေ့မှာတော့ round 3ရဲ့3ရက်မြောက်နေ့မှာပွဲစဉ်6ပွဲရှိတယ်အဲ့ထက်ကကျွန်တော်အကြိုက်3ပွဲကျွန်တော်ရွေးချယ်3သက်တင်ဆက်ပါမယ်ကဲပထမတစ်ပွဲကတော့ကျွန်တော်တို့ပြင်သစ်နဲ့နော်ဝေးပွဲဒီနှစ်သင်းကိုတွေ့လိုက်တယ်လူတိုင်းကဟာလန်တို့အမ်ဘာပေတို့အိုလီဆေးတို့မြင်ပြီးတော့ဂိုးပေါ်ကိုပဲဒီညလူတိုင်းကြိုက်နေကြတယ်ပေါ့ဒါပေမဲ့ဒီနှစ်သင်းကအုပ်စုရက်တီမှုအရာပြင်သစ်ကဒီပွဲကိုတရေထိန်းဆော့လိုက်တယ်သူအုပ်စုပိုရပြီနော်ဝေးအနေနဲ့ကမှမဖြစ်မနေအနိုင်ရဖို့လိုတာပြင်သစ်အနေနဲ့ကတရေထိန်းဆော့လို့ရတယ်အဲ့အတွက်ကြောင့်ဒီညပြင်သစ်ဖွင့်ဆော့ပါမလားပြင်သစ်တာဖွင့်မဆော့ရင်နော်ဝေးလည်းဖွင့်ဆော့ရဲမှာမဟုတ်ဘူးကျွန်တော်ဒီညကိုဒီပွဲကိုအားလုံးရဲ့ဆန့်ကျင်ဘက်ကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်နေတယ်ဒီပွဲကိုခြေစွာနဲ့အသင်းကြီးနှစ်သင်းပြီးသူတိုက်ကိုတိုက်မတိုက်ဖဲနဲ့ထိန်းထိန်းဆော့သွားပြီးတော့ဒီပွဲဂိုးအောက်သွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒီညတော့ကျွန်တော်ကတော့ဒီပွဲကိုအများနဲ့တယောက်အနေနဲ့ကျွန်တော်အောက်ကိုပဲရွေးချယ်မယ်ကျွန်တော်ဒီပွဲကိုဂိုးအောက်ကိုပိုကြိုက်ပါတယ်ဒီ body တစ်လုံး90ပေါ့နော်လက်ရှိဖွင့်ထားတဲ့ကြီးတဲ့ဒီ body ကြီးနဲ့ဂိုးပေါင်းကြီးတဲ့အရာတော့ခိုးသားကိုဂိုးပေါ်ကိုဆွဲခေါ်နေလို့ကျွန်တော်ကတော့ယူဆတယ်ကျွန်တော်ကတော့ဘူကီဆွဲခေါ်တဲ့နောက်ကိုကျွန်တော်မလိုက်သွားတော့ဘူးကျွန်တော်ဒီညဘူကီနဲ့ပဲနေလိုက်မယ်ဒီပွဲကိုကျွန်တော်ဂိုးပေါင်းအောက်ကိုပဲကြိုက်ပါတယ်ဒီပွဲကတရေပွဲဖြစ်ဖို့ဥတည်နေတဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကျွန်တော်ဂိုးပေါင်းအောက်ကိုရွေးရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကဘောလုံးပွဲတစ်ပွဲကိုရွေးတဲ့အခါမှာတယောက်နဲ့တယောက်တော့အယူအဆတော့တူမှာမဟုတ်ပါဘူးကိုကဒီ side ဘက်ကကြည့်တယ်သူကဟို side ဘက်ကကြည့်တယ်ဘသူကဘလို့ site ဖက်ကကြည့်တယ်ဆိုတဲ့ပုံမှာမူတည်ရဲ့ကြီးတန်းအောင်ကြည့်ရလူရှိတယ်လို့ခြေစမ်းအောင်ကြည့်ရလူလည်းရှိရဲ့ဒါပေမဲ့ပွဲတိုင်းဒီပါလဲကြီးတန်းအောင်ကြည့်လို့မရတော့ပွဲတိုင်းဒီပါလဲခြေစမ်းအောင်သွားကြည့်လို့မရဘူးအဲ့တော့ကြောင့်ကျွန်တော်တို့ကပွဲမျိုးမျိုးနီးဖုံဖုံနဲ့ကျွန်တော်တို့စဉ်းစားရတယ်ပေါ့နော် site ပေါင်းစုံကကျွန်တော်တို့ရဲ့ tactical ဘိုင်းနေကျွန်တော်တို့ရဲ့ ideological ဘိုင်းနေကျွန်တော်တို့ရဲ့ psychological ဘိုင်းနေပါကျွန်တော်တို့သုံးရတယ်အဲ့တော့ကြောင့်တယောက်နဲ့တယောက်နဲ့အတွေးအမြင်အယူအဆတွေကတူမှာမဟုတ်ဘူးအဲ့ကြောင့်ညီကိုတို့အနေနဲ့ဘသူပဲရွေးကြိုက်မှလားကိုကဆော့လို့ရတယ်ဘာမှမဖြစ်ဘူးဒါကိုယ့်ရဲ့လွတ်လပ်ခွင့်ပဲအဲ့ဒါတခုညီကိုတို့ကိုကျွန်တော်ပြောချင်ပါတယ်ကဲနောက်တစ်ပွဲသွားလိုက်ရအောင်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဘယ်ဂျီယန်နဲ့နယူးဇီလန်ပေါ့နော်ဘယ်ဂျီယန်အနေနဲ့ကခြေစွမ်းကအဲ့လောက်ကြီးမစိုးပဲနဲ့ဟိုရှေ့နှစ်ပွဲလုံးသူတည်ကြထားတယ်ရမှ2မှတ်ပဲရထားတယ်သူတို့အုပ်စုမှာအုပ်စုပိုအတွက်သူတို့မှာမျှော်လင့်ချက်ရှိသေးတယ်2မှတ်တည်းဆိုပေမဲ့သူ့အနေနဲ့နယူးဇီလန်ကိုအနိုင်ကန်လိုက်ပြီးတော့အီရန်နဲ့အီဂျစ်ကတည်ကြအောင်ရင်သူကအုပ်စုပိုဖြစ်နိုင်သေးတယ်အဲ့အတွက်ကြောင့်ဘယ်ဂျီယန်အနေနဲ့ဒီညတော့တေချာလေးဂယူးဆိုင်ဆော့ရမယ်လို့ကျွန်တော်ယူဆတယ်ဘယ်ဂျီယန်ဒီညလုံးဝအမှားခံတော့မယ်လို့ကျွန်တော်မထင်ဘူးဒီညဒိုကူလည်းပြန်ပါမယ်ပေါ့နော်ဒိုကူကရှေ့ပွဲမှာသူ့ရဲ့ personal ကိစ္စရှိလို့သူခွင့်ယူသွားတာပေါ့နော်ဒီပွဲတော့သူပြန်လာမှာပါအဲ့တော့ကြောင့်ကျွန်တော်ကတော့လူပြန်ဆုံလာပြီးဘယ်ဂျီယန်အနေနဲ့ဒီပွဲကိုတေချာလေးဂယူးဆိုင်ဆော့ရမယ်လို့ကျွန်တော်ထင်တယ်လူကာကူလည်းပွဲထွက်လာမယ်လို့ကျွန်တော်ယူဆတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီညဘယ်ဂျီယန်ပြက်ပြက်တသားအနိုင်ရလောက်ကိုသူဖော်ဆောင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဘယ်ဂျီယန် body ကြိုက်တယ်ဒီညတော့ကျွန်တော်ဘယ်ဂျီယန် body တစ်ချောင်းပဲကြိုက်ပါတယ်ဒီပွဲမှာတော့ဘယ်ဂျီယန်နယူးဇီလန်ကိုပြက်ပြက်တသားအနိုင်ရအောင်ဆော့ပါလိမ့်မယ်ဒီညတော့ကဲနောက်တစ်ပွဲကတော့ကျွန်တော်တို့ကိတ်ပါဒီနဲ့ Saudi Arabia ပေါ့ကဲကိတ်ပါဒီကတော့ရှေ့ပွဲနှစ်ပွဲလုံးတည်ကြအောင်ဆော့ပြထားတယ်ပေါ့နော်အားလုံးလုံးဝ surprise ပဲစပိန်ကိုတည်ဆော့တယ်ဥရုဂွေကိုတည်ခံဆော့တယ်ပေါ့နော်ဒါပေမဲ့ Saudi Arabia အနေနဲ့ကလည်း short တွက်မထားသေးဘူးနော် Saudi Arabia ကရှေ့မှာသူရှုံးခဲ့တယ်ဆိုတာလုံးဝဥရုဂွေကိုသူတည်ခံဆော့ပြီးစပိန်ကတော့သူအားမတိုင်လို့မန်ရှော့ခဲ့ရတာ Saudi Arabia တို့အနေနဲ့ကဘောလုံးအစိမ့်နဲ့မြင်မှာဖို့အတွက်ပတ်စံတွေကိုအများကြီးသုံးခဲ့တာ Saudi Pro League ကိုပဲကြည့်လိုက်သူတို့အနေနဲ့ဒီဘောလုံးပေါ်မှာအများကြီးအာရုံစိုက်ထားတယ်အဲ့အတွက်ကြောင့်သူတို့နောက်တစ်ဆင့်တက်ဖို့အတွက်သူတို့စူးစမ်းလိုက်မယ်ဒီညမှာကိတ်ပါတွေကိုဒါသူအနိုင်ရအောင်ကစားလိုက်ရင်သူက4မှတ်ရပြီးအကောင်းဆုံးအုပ်စုတတိယနဲ့နောက်တစ်ဆင့်ကိုတက်နိုင်သေးတယ်အဲ့အတွက်ကြောင့်ဒီည Sorry လဲရှေ့ကဘယ်ဂျီယန်လိုပဲ view site ဆော့သွားလိမ့်မယ်ကျွန်တော် Sorry body ကိုကြိုက်တယ်ခြေစွမ်းလည်းသိမ့်မကွာတယ်ဒီနှစ်သင်းမှာကျွန်တော် Sorry Arabia body ကိုပိုကြိုက်တယ်အားကြောင့်လဲဆိုတော့ Saudi Arabia နိုင်ငံအနေနဲ့ဘောလုံးကိုဘယ်လောက်ထိယူသွတ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီည Saudi Arabia body ကိုရွေးပါမယ်ဟို Viber မှာတပွဲကောင်းလာမင်းနေတဲ့ညီကိုတွေကျွန်တော်ကအခု YouTube channel ကလည်းအသစ်ပြန်ဖွင့်ထားတာ TikTok အကောင့်ကလည်းဘန်ခံထားလို့ကျွန်တော် TikTok လည်းဗီဒီယိုမတင်နိုင်ပါဘူးဒါ YouTube channel ကလည်းအသစ်ပြန်ဖွင့်ထားတာပါညီကိုတွေတပွဲကောင်းလို့ချင်းကျွန်တော်ရဲ့ Telegram channel ကိုလာခဲ့ပါ Telegram မှာ AK Football 16လို့ရိုက်ချလိုက်ပါကျွန်တော် comment မှာလည်း Telegram link ချပေးထားပါမယ်ညီကိုတွေအားလုံးပဲ good luck ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်